ရှင်းအောင်ပုံမြင်တဲ့ပုံမှာမင်းသားတော်မှာမဖြစ်နိုင်တဲ့ဂရီးတစ်ခုနဲ့ကြောက်စရာကောင်းတဲ့ဘီလူးတစ်ကောင်တို့ရဲ့ဇလန့်တစ်ပုတ်ရှိခဲ့ပါတယ်။သူတို့ရဲ့ကံကြမ္မာကလူဟက်ဆန်ကျတဲ့ရေကန်တစ်ခုမှာဘလို့ပြောင်းလဲသွားမလဲဆိုတာကိုအတူတူရှာဖွေကြည့်ကြရအောင်။ကဲဒီဇလန့်ရဲ့အဓိကမေခွန်းကတော့ဒါပါပဲ။ဘီလူးတစ်ကောင်ရဲ့လက်ကနေဘာကများကဲတင်နိုင်မှာလဲ။တန်ခိုးထက်တဲ့လက်နက်တစ်ခုလား။ဒါမို့ဉာဏ်ပညာအပဲအားကိုးရဖြစ်မလား။ဒါမို့ထင်တော်မထင်တာတဲ့တခြားအရာတစ်ခုခုများဖြစ်နေမလားဇလန်ကတော့အင်မတန်ခါနာကြီးကျတဲ့ဗာရဏသီပြေကဒေါ်ဝေမီသားစုတစ်ခုမှအစပြုခဲ့တာပေါ့အဲ့ဒီမှာဘသူတွေရှိတယ်ဆိုတော့မင်းချင်းကြားနဲ့ပြည့်စုံတဲ့ဗရမထမင်းကြီးသူ့ရဲ့ဉာဏ်ပညာကြီးမားတဲ့သားတော်ကြီးနှစ်ပါးဖြစ်တဲ့မဟီတဲနဲ့ဇန်တကူမာရပြီးတော့တက်ကြွလန်းဆန်းတဲ့သားတော်ငယ်ဆုံးလေဒူရီယာကျိုးပဲဖြစ်ပါတယ်ဒီမှာပဲမိသားစုထဲမှာပြဿနာကစတော့တာပဲမင်းကြီးကသူ့ရဲ့ဒုတိယမိဖုရားကိုစုတစ်ခုပေးမယ်လို့ကတိပေးထားဖို့တဲ့အဲ့ဒီကတိကိုအခွင့်ကောင်းယူပြီးမိဖုရားကသူ့သားဒုတိယအတွက်ထီးနာကိုတောင်းဆိုခဲ့တယ်ဒါပေမဲ့မင်းကြီးကလည်းတိုင်းပြည်ရဲ့ထုံးတမ်းကိုတော့မဖောက်ဖျက်ချင်ဘူးလေမိဖုရားရဲ့အန်ဒီရဲ့ကာကွယ်ဖို့အတွက်သားတော်ကြီးနဲ့ပါကိုတောထက်ကိုထွက်သွားဖို့စီစဉ်ပေးခဲ့ရတယ်အန်တော်ဆရာကောင်းတာကသူတို့ရဲ့ညီငယ်လေးဒုတိယကလည်းအကိုတွေနဲ့အတူတူလိုက်သွားမယ်ဆိုပြီးခေါင်းမာခဲ့တာပါပဲအဲ့လိုနဲ့ညီတော်၃ပါးဟာတောနဲ့ကြီးတဲ့ကိုခီးဆက်ခဲ့ကြတယ်နေအောင်ချီတောင်ကောင်းကောင်းမမြင်ရတဲ့တိုးချီထင်တာပေါ့ရစ်တေချလာတော့သူတို့လည်းပင်မလာတယ်ရင်ငတ်လာကြတယ်အဲ့ဒီအချိန်မှာပဲသူတို့ရှစ်မှာထူးဆန်းပြီးတော့တိုက်စစ်ညင်တဲ့နေတဲ့ရေကန်ကြီးတကန်ကိုရစ်တည့်တွေးလိုက်ရတယ်အကိုကြီးတွေကလည်းညီငယ်ဆုံးလေသူလျကိုပေါ့ရေးသွားခက်ခိုင်လိုက်လေအဲ့မှာဇလန်ရဲ့ပထမဆုံးခြေခွဲစအခန်းကစတော့တာပါပဲဒါမဲ့ထူးဆန်းတာကသူ့ရာဟာရေကန်တဲကိုဆင်းသွားပြီးကတဲကပြန်ပေါ်မလာတော့ဘူးအချိန်လေးသာကုန်သွားတဲ့သူတို့ရဲ့ညီလေးကတော့အရေးအယောင်တောင်ပြန်မမြင်ရတော့ဘူးညီလေးတဲ့စိတ်ပူနေတဲ့မင်းသားအလက်ဆန်ဒကူမာရာကတော့ဒီမခံနိုင်တော့ဘူးဘာဖြစ်တာလဲဆိုတာသိအောင်ဆိုပြီးရေကန်စီကိုတိုးကိုယ်တိုင်လိုက်သွားပါတော့တယ်ဒါပဲကန်ဆိုးစာပဲသူလည်းပဲခြေရာဖြောက်ပြီးပျောက်ကွယ်သွားပြန်ရစဉ်းစားကြည့်လေအခုဆိုမင်းသားနဲ့ရောက်တောင်ပျောက်နေပြီဒီရေကန်ရဲ့လစ်ခွက်ချက်ကတဖြည်းဖြည်းနဲ့ကြောက်စရာအမောင်ထုအကြီးတစ်ခုလိုဖြစ်လာခဲ့ပြီကဲအခုတော့အားလုံးရဲ့နောက်ဆုံးမြောက်လင်ချက်ဖြစ်တဲ့အကိုကြီးမဟဲ့တဲ့ရဲ့အလဲရောက်လာပြီသူကတော့ညီလေးလိုစိတ်လောပြီးမလုပ်ဘူးရေကန်ကိုတတိထားပြီးချင်းကပ်ခဲ့တယ်အဲ့ဒီမှာပဲသူကထူးဆန်းတဲ့ချက်တစ်ခုကိုတတိထားမိသွားတာရေကန်ထဲကိုဝင်သွားရဲ့ခြေအားတွေပဲရှိပြီးပြန်ထွက်လာတဲ့ခြေအားစလို့တစ်ခုမှမရှိဘူးအဲ့ဒီချင်းတာပဲရေတကနေကျုပ်စရာကောင်းတဲ့ရေဆောင်ဘီလူကြီးတစ်ကောင်ထွက်လာပြီးတော့ငါကဒီရေကန်ကိုစောင့်နေသူပဲမင်းကြီးတွေကအခုငါလက်ထဲမှာငါမေးခွန်းသာမဖြေနိုင်မင်းလည်းသူတို့လိုပဲဖြစ်သွားမယ်ဆိုပြီးချင်းချောက်လိုက်တယ်ဘီလူကသူ့ရဲ့စီကန်းကိုရှင်းပြတယ်သူကသူ့မေးခွန်းကိုမဖြေနိုင်တဲ့သူတွေကိုပဲဖမ်းခွင့်ရှိတယ်တဲ့ဆိုတော့ဒါနဲ့လန်နဲ့တိုက်ရမယ့်ပွဲမဟုတ်တော့ဘူးဒါဟာဉာဏ်ပညာရှင်ရှင်ပြန်ရမယ့်စစ်ပွဲတစ်ခုဖြစ်နေပြီမီလူရဲ့မေခွန်းကရိုးတယ်လို့နဲ့တကယ်တော့သိတ်ကော်နဲ့နေပါတယ်ဒေဝဓမ္မဆိုတာပါလေတဲ့မဟိသမင်းသားကတော့တုံလို့မှုမရှိဘူးတီတီငိမ့်ငိမ့်မဲ့အဖြေပေးလိုက်တယ်ဒေဝဓမ္မဆိုတာကသူ့တော်ကောင်းဒီကျင့်သုံးတဲ့တရားနတ်တည်ရဲ့သဘောတရားပဲအဲ့ဒီဒေဝဓမ္မမှာအဓိကအချက်နှစ်ချက်ပါတယ်လို့သူကဆက်ရှင်းပြတယ်ပထမတစ်ခုကဟီရိရဲ့ဆိုလိုတာကမကောင်းမှုလုပ်ရမှာကိုရှက်တဲ့စိတ်ပေါ့ဒုတိယတစ်ခုကအော်တပ်ပါတယ်ဒါကတော့မကောင်းမှုရဲ့အကျိုးဆက်ကိုကြောက်တဲ့စိတ်ဒီနှစ်ခုရှက်ချင်းနဲ့ကြောက်ချင်းပေါင်းဆက်လိုက်မှတာသူတော်ကောင်းတွေကအစစ်တမဖြစ်လာတာပါတယ်တဲ့မင်းသားရဲ့ဉာဏ်ပညာကိုဘီလူကတော်တော်လေးသဘောကျသွားပြီးသူ့ကိုအသက်ချမ်းသာပေးလိုက်တယ်ဒါပေမဲ့ဇလန်ကဒီမာထဲမပြီးသွားဘူးဘီလူကနောက်ထပ်စမ်းသက်မှုတို့ထပ်လုပ်လာတယ်ကောင်းပြီမင်းကြီးနှစ်ယောက်တက်ကတယောက်ကိုပဲရွေးခွင့်ပေးမယ်ဆိုတော့မဟေတာအတွက်ဘဝမှာအခက်အခဲဆုံးရွေးချယ်မှုကြီးတစ်ခုဖြစ်လာခဲ့တာပေါ့တစ်ဖက်မှာကအမေတူအဖေတူအကိုရင်းချစ်တဲ့စန်တာကုမာယာနောက်တစ်ဖက်မှာကသူတို့ကိုတော်တဲ့နင်းထုတ်ခံရအောင်လောက်ခဲ့တဲ့ညီငယ်တူရီယာတော်တော်လေးခေါင်းဆိုင်မဲ့ရွေးချယ်မှုပဲနော်သူဘယ်သူကိုရွေးမှလဲအားလုံးကထင်ထားတာနဲ့လုံးဝဆန့်ကျင်ဘက်ပဲမဟိတကညီငယ်တူရီယာကိုရွေးလိုက်တယ်ဘာလဲဆိုတော့သူရဲ့ကြောင်းပြချက်ကတတော်လေးလေးနက်ပြီးအမြော့အမြင့်ကြီးတယ်သူကပြောတယ်ငါတို့ဒီတော်လေးရောက်နေတာတူရီယာကြောင့်သူသာတည်သွားရင်လူတွေကငါတို့ကိုထီးနာလို့ကျလို့ညီကိုတတ်တယ်လို့ပြောကြမှာအဲ့ဒီတော့ကဲခံရတာမျိုးကိုငါဘလို့မှလက်မခံနိုင်ဘူးတဲ့ဒါကတန်ရောစင်ထက်တရားမျှတမှုနဲ့လူတွေရဲ့အထင်မြင်ကိုပိုပြီးတန်ဖိုးထားတဲ့ဆုံးဖြတ်ချက်တစ်ခုပေါ့မဟိတာရဲ့ကိုကျိုးစွန်ပြီးကြီးမြတ်တဲ့စိတ်ကိုမြင်လိုက်ရတဲ့အခါဘီလူကြီးဟာအလွန်မဲ့ကြည်ညိုသွားပြီးတော့ညီတော်ညလုံးကိုပြန်လွတ်ပေးလိုက်တော့တယ်
အဆုံးမှာတော့ဂျန်နန်နဲ့အင်အားကိုဉာဏ်ပညာနဲ့သူတို့ကောင်းနေရကအနိုင်ယူသွားခဲ့တာပါပဲ ဇလန်ရဲ့အဆုံးသတ်ကတော့ပျော်ရွှင်စရာပါပဲညီနောင်သုံးပါးဟာအရင်ကရန်သူဖြစ်ခဲ့တဲ့ဘီလူရဲ့အဆုံးအရှောင်းနဲ့ဒေါ်ထဲမှာအေးအေးချမ်းချမ်းနေထိုင်ခဲ့ကြတယ်အချိန်တန်လို့ဖခင်မင်းကြီးနိုင်ရွာဆန်းတဲ့အခါမှာတော့သူတို့ဟာပါရာနာတီကိုပြန်လာခဲ့ကြတယ်အကူကြီးမဟိတကဖင်ဖြစ်လာတဲ့ဇနကူမာရာကအင်ရှိမင်းဒူရိယကတော့စစ်သူကြီးဖြစ်နေတိုင်းပြည်ကိုသူတော်ကောင်းတရားနဲ့အညီအုပ်ချုပ်ပြီးတာယာဝေပြောအောင်ဖန်တီးခဲ့ကြပါတယ် ဇက်တော်ရီရဲ့ထုံးစံအတိုင်းပဲဇလန်ဒီကုံချုပ်တဲ့အခါမှာဒီဇက်ကောင်တွေဟာနောင်ဘဝတွေမှာဘသူတွေဖြစ်လာကြတယ်လဲဆိုတာကိုဇက်ပေါင်းပြလေရှိပါတယ်အဲ့ဒီမှာကြောက်စရာရေးဆောင်ဘီလူကြီးဟာချမ်းသာတဲ့ယဟန်တပဖြစ်လာခဲ့တယ်ညီငယ်ထူရိယာကတော့အရှင်အာနန္ဒာအကိုလစန္ဒကူမာရကတော့အရှင်တာရိပုတ္တရာဖြစ်လာခဲ့ပြီးဉာဏ်ပညာနဲ့သူတော်ကောင်းတရားရဲ့ပြရုပ်ဖြစ်တဲ့မင်းသားကြီးမဟိတကတော့နောက်တစ်ချိန်မှာမြတ်စွာဘုရားဖြစ်လာမဲ့ဘုရားလောင်းတော်ဖြစ်ခဲ့ပါတယ်တဲ့ ဒီရှေးအောင်ဆက်တော်လေးကနေကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုကြံနေပါတယ်ဘဝမှာကြောင်ရတဲ့ဘီလူတွေအခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါတကယ်တမ်းမှာဘယ်ညာကပိုပြီးခိုင်မာတဲ့အတိုင်းကဖြစ်နိုင်မလဲလက်ထဲမှာကင်ထားတဲ့လက်နက်တွေလားဒါမှမဟုတ်ကိုယ်ရဲ့နှလုံးသားထဲမှာကိန်းအောင်နေတဲ့ကောင်းမြတ်တဲ့အသည့်တရားနဲ့စိတ်တခွာလား